မင်္ဂလာပါရှင်မတို့ရေဒီဗီဒီယိုထဲမှာတော့ယူရီးယားစစ်မဲ့လေးတွေကဘာကြောင့်အနံတူလဲဆိုတာရဲ့ဒီအနံတူတဲ့စစ်မဲ့လေးတွေကိုအရက်ရှည်တဲ့မမတွေအနေနဲ့ဘယ်လိုလှအောင်ချုပ်ဝေးရမလဲဆိုတာကိုဆိုတော့ဒီဗီဒီယိုထဲမှာ sharing လေးလုပ်ပေးချင်ပါတယ်ရှင်ယူရီးယားစစ်မဲ့လေးတွေအများစုကတော့ပုံမှန်နဲ့38လက်မအနံလေးတွေပဲလာတာများပါတယ်ရှင်။ဘာလို့လဲဆိုတော့ယူရီးယားတူလေးတွေကဒီစစ်မဲ့လေးတွေကိုချုပ်ဝေးတဲ့အခါမှာဆိုရင်တော့သူတို့ကခြေမျက်စိအတိအထိပဲချုပ်ဝေးတာဖြစ်တဲ့အတွက်သူတို့အတွက်ကတော့ဒီပုံမှန်နဲ့38လက်မအနံလေးကလုံးဝကိုကွက်တိဖြစ်နေလို့ပါရှင်။ဒါပေမဲ့စုမလို့လို့မြန်မာမလေးတွေကတော့လုံကြီးဆိုရင်အရှိမဝစ်ချင်ကြတာပေါ့နော်စုမကိုယ်တိုင်ကလည်းအရက်9ပေ6လက်မဖြစ်တဲ့အတွက်လုံကြီးဆိုရင်40-41လက်မလောက်ဝေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို38လက်မအနံဆိုရင်ဆက်ပြီးတော့ဝေးရတယ်ပေါ့နော်စုမကတော့အမြဲတမ်းချုပ်ဝစ်တဲ့အခါမှာဆိုရင်ဒီလိုအပေါ်မဆက်ဖင်းနဲ့ဒီလိုအောက်အနားလေးကိုတူနဲ့အယောင်နီးဆက်ဆုံးတူတဲ့ပိတ်စာလေးနဲ့ဆက်ပြီးတော့ချုပ်ဝစ်ပါတယ်ရှင်မတို့ရေစုမတို့ချယ်ရီမီမှာဆိုရင်တော့ဒီလိုလုံကြီးလေးဝယ်ရင်းနဲ့ဒီလိုအနီးဆက်ဆုံးလိုက်ဖက်တဲ့ပိတ်စာလေးတွေကိုလည်းတခါတည်းရွေးချယ်ဝယ်ယူလို့ရနေပါပြီရှင်။ဒါပေမဲ့စုမို့အခုချုပ်ဝယ်ထားလို့မျိုးအစင်လေးကိုနှစ်ခွင်းတွဲဝမ်းဆက်လေးတအုပ်ချုပ်ဝယ်မယ်ဆိုရင်တော့ခုနလိုမျိုးလိုက်ဖက်တဲ့ပိတ်စလေးကိုတကူးတကရှာစရာမလိုတော့ဘဲနဲ့ဝမ်းဆက်တအုပ်မှာဆိုရင်လေးခိုက်နဲ့တထွားကျော်ပါတဲ့အတွက်ကြောင့်မလို့စုမို့တို့ကပိုတဲ့ပိတ်စလေးကိုအပေါ်မှာမဆက်ဘဲနဲ့ဒီလိုဆက်ရတိတိလေးပဲမြင်ရလောက်အောင်ထိရောသွားတဲ့တူပိတ်စလေးနဲ့တူပိုတဲ့ပိတ်စလေးကိုအောက်လေးမှာဆက်ပြီးတော့ချုပ်ဝယ်တာဖြစ်ပါတယ်ရှင်။ဒီအစင်လေးဆိုရင်စုမိုကအစင်ကိုဝမ်းဆက်တအုပ်ယူပြီးတော့ချုပ်ဝယ်ထားတဲ့အစင်လေးဖြစ်ပါတယ်။ဒါလေးဆိုရင်အောက်မှာဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မတိမတာလေးနဲ့ကိုလှလှပပကြော့ကြော့ရှင်းရှင်းလေးဝမ်းဆက်လေးချုပ်ဝတ်လို့ရပါတယ်။စုမအခုချုပ်ဝတ်ထားတာဆိုရင်လည်းအစင်ဝမ်းဆက်လေးကိုမှဝမ်းဆက်တွဲရဲ့လေးကိုက်တစ်ထွာအုပ်လေးကိုယူပြီးတော့ချုပ်ဝတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အစင်လေးနဲ့တူအောက်လေးမှာဆက်ပြီးတော့ချုပ်ဝတ်ထားတာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ဒီဗီဒီယိုထဲမှာတော့ဘာကြောင့်မလို့ဈေးမဲ့အများစုကပုံမှန်နဲ့38လက်မအနံလေးပဲလာတာလဲဆိုတာရဲ့အရက်ရှိတဲ့မမတွေအတွက်ဒီလိုပုံမှန်နဲ့38လက်မအနံလေးတွေကိုဘယ်လိုလှအောင်ချုပ်ဝတ်လို့ရမလဲဆိုတာလေးကိုစုမကဒီဗီဒီယိုထဲမှာ sharing လေးလုပ်ပေးတာပါရှင်။ယူရီးယားစစ်မဲ့နဲ့ပတ်သက်ပြီးတော့တခြားသိချင်တာလေးတွေရှိရဆိုရင်ဒီဗီဒီယိုရဲ့ comment လေးမှာရေးထားပေးလို့ရပါတယ်။စုမကတိတက်လောက်လေးပြန်လည်ပြောပြပေးပါမယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။